မမေကျောင်းမှာသမီးကိုအမြဲအနိုင်ကျင့်တာသူတို့ပဲအဲ့ဒီစကားကြားလိုက်တဲ့မိခင်ဟာချက်ချင်းမျက်နှာပြောင်းသွားခဲ့ပါတယ်ရှင်တို့ဒီအိမ်ထဲဘယ်လိုဝင်လာကြတာလဲဒီနေရာကကျမတို့ပိုင်တဲ့ဗီလာနော်ဒါပေမဲ့တစ်ဖက်ကအမျိုးသမီးဟာရီးပြီးပြန်ပြောလိုက်ပါတယ်အမလီ group chat ထဲမှာလိန်ပြောပြီးအဆက်ကွဲခဲ့တဲ့မိန်းမမဟုတ်လားကားလူထားတာနဲ့မလုံလောက်သေးဘူးအခုဗီလာပိုင်ရှင်မှာလာလုံနေပြန်ပြီရှင်ဒီဗီလာတော့နဲ့ကားတော့ကိုဘယ်လိုရလာတာလဲခိုးထားတာမဟုတ်ဘူးလားအဲ့ဒီအချိန်မှာလူတွေဟာသားအမိနှစ်ယောက်ကိုဝိုင်းကြည့်နေကြပြီတကယ်အဆက်မရှိတာပဲအတူအယောင်အဝတ်စားလေးဝတ်ပြီးအပကလပ်လိုလာလုံနေတာအဲ့ဒီစကားတွေဟာသမီးလေးရဲ့နှလုံးသားကိုတစ်ချက်ချင်းထိုးနှက်နေတယ်လို့ဖြစ်ခဲ့ပါတယ်ဒါပေမဲ့အရာအားလုံးထပ်ပိုနာကျင်စီတာကသူမကိုအနိုင်ကျင့်ခဲ့တဲ့ကန်ဒီဆိုတဲ့ကောင်လေးကအခုထိမာနကြီးစွာရက်နေစေဖြစ်တာပါဟုတ်တယ်ကျွန်တော်သူ့ကိုမုန်းတယ်အနိုင်ကျင့်တော့ဘာဖြစ်လဲအဲ့ဒီစကားကြားလိုက်တဲ့မိခင်ဟာတိတ်တိတ်လေးရှောက်သွားပြီကလေးကိုဒီလိုတင်ထားတာလားရှင်မတင်ပြီကျမတင်ပေးမယ်ဆိုပြီးတစ်ချက်သေးတော့ရိုက်လိုက်တဲ့အသားဗီလာတစ်ခုလုံးတိတ်စစ်ကွာစီခဲ့ပါလေကဲအသေးလေးပေးပြီးနောက်တစ်ပိုင်းကိုစောင့်မျှော်ကြပါဦးနော်